ခလေးတို့ဤဒီနေ့ဥပြောပြမဲ့ပုံမြင်လေးထဲမှာဆိုလို့ရှိရင်ခလေးတို့အတွက်အသိပညာဘ ഹു တုတလေးဖြစ်တဲ့အတွက်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးနာဆင်ပေးကြပါအောင်နော်ကဲပုံမြင်လေးစလိုက်ကြရအောင်တခါတော့ကတောင်ချေကရွာလေးတစ်ရွာမှာမင်းလို့ခေါ်တဲ့အရန်ကျင်နာတတ်တဲ့ကောင်လေးတစ်ယောက်ရှိတယ်တနေ့တော့မင်းဟာတောအုပ်ထဲထင်းကောက်သွားရင်ခြုံပုတ်တစ်ခုထဲကနေတနာစရာညီးတွားတန်လေးတစ်ခုကိုကြားလိုက်ရတယ်မင်းခြုံပုတ်ကိုဖယ်ကြည့်လိုက်တော့အနီရောင်အမွှေးပွားပွားနဲ့မြေခွေးပေါက်စလေးတစ်ကောင်ဖြစ်နေတာပေါ့ဒါပေမဲ့တနာစရာမြေခွေးလေးဟာမုတ်ဆိုးထောင်ထားတဲ့ကြော့ကွင်းမိပြီးခြေတော့မှသွေးတွေထွက်လူနေရှာတယ်မြေခွေးလေးဟာလူကိုမြင်တော့ကြောက်လန့်ပြီးသွားတွေအစွမ်းပြဟင်းဟောက်ပြီးရန်ပြုတ်ဖို့ကြိုးစားတယ်သူကလူတွေကိုရန်သူလို့ထင်နေတာကိုဒါပေမဲ့မင်းကစိတ်မဆိုးပါဘူးသူကနောက်ကိုဖြည်းဖြည်းချင်းဆုပ်လိုက်ပြီးမျက်လုံးချင်းစုံကလေတံအေးအေးလေးနဲ့ပြောလိုက်တယ်မကြောက်ပါနဲ့ခလေးရဲ့ငါမင်းကိုရန်ပြုတ်ဖို့လာတာမဟုတ်ဘူးကူညီမလို့ပါတဲ့မင်းဟာသူ့မှာလက်နဲ့မပါကြောင်ပြဖို့လက်နှစ်ဖက်ကိုဖြည်းဖြည်းချင်းဖြန့်ပြပြီးဒူးထောက်ထိုင်ချလိုက်တယ်ညူမေရီမင်းရဲ့နိုးညံ့တဲ့မျက်လုံးတွေနဲ့လေတံကြောင်မြေခွေးလေးဟာငြိမ်ကျသွားတယ်အဲ့ဒီခါကျမှမင်းကအနားကိုအသားအရာတိုးပြီးကြော့ကွင်းကိုဖြုတ်ပေးလိုက်တယ်ပြီးတော့သူ့ခါပစိုးစားကိုစုပ်ပြီးမြေခွေးလေးရဲ့ဒဏ်ရာကိုတွေးတိတ်အောင်ဂယုတစိုက်စီးပေးလိုက်တာပေါ့ဒဏ်ရာစီးပြီးတာနဲ့မင်းကသူ့အိတ်ထဲပါလာတဲ့ရေဘူးနဲ့မုံလေးကိုမြေခွေးလေးရှိချကျွေးလိုက်တယ်မြေခွေးလေးဟာမုံကိုစားပြီးတဲ့နောက်မင်းရဲ့လက်ဖွာလေးကိုသူ့ရဲ့လျှာလေးနဲ့ခင်မင်စဝဲလာရောက်လှက်ပေးပါတော့တယ်သူတို့နှစ်ယောက်ချာမှာခင်မင်မှုရဲ့တရားတစင်းစတင်တိဆောက်လိုက်နိုင်ပြီပေါ့အဲ့ဒီနေ့ကစပြီးမင်းတောတဲ့လာတိုင်းအဲ့ဒီမြေခွေးလေးကစီးကြိုတက်ပြီးနီညိုလို့နာမည်ပေးထားတယ်အချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်နီညိုဟာမင်းအတွက်တောတွေကအရသာရှိတဲ့တစ်တီးမွေတွေရှိတဲ့နေရာကိုလမ်းပြပေးတယ်လို့မင်းကလည်းနီညိုအတွက်အစာလေးတွေအမြဲယူလာပြီးတတ်တယ်လူနဲ့တရိတ်ဆန်တဘာဝချင်းမတူပေမဲ့မေတ္တာတရားချင်းထိတွေ့သွားတဲ့အခါအကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားနိုင်ကြတာပေါ့ကွယ်ကဲဦးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံမြင်လေးကိုနားဆင်ပြီးအသိပညာတစ်ခုခုရခဲ့တယ်ဆိုရင်ဦး channel လေးကို subscribe လေးနဲ့ support လေးပေးသွားကြပါနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye